ပါရှင်ဟေမာပါဟေမာ Gems and Jewelry ကဘယ်မှာရှိလဲလို့မေးနေကြလို့လေဟေမာ Gems and Jewelry ကမဲဆောက်မြို့ကျောက်ဝိုင်းကစီကွန်ဘန်နီ Top တလင်းမျက်မှန်ဆိုင်မျက်စောင်းတို့ကိုညီညီမွေ့ရဆိုင်နဲ့ကက်ရက်မှာတရှိပါတယ်ရှင်ရေသွင်းမြင်ပါပြီပစ္စည်းမှန်ဈေးမှန်မြန်မာတွင်းထွက်ကြောင်းမြရနာတွေကိုရချင်တယ်ဆိုရင်တော့ဟေမာ Gems and Jewelry ကိုကြွားမြန်းဖို့ဖိတ်ခေါ်ပါတယ်ရှင်